The 1st of May 2026, 5 o'clock p.m. ဥဒ္ဓမမဏိဇောတတရနော်ဥဒ္ဓမမဏိဇောတတရဒီနေ့မှာဒီလိုဘာသာတော်မျိုးနဲ့မှာဘုရားကြီးပါကတာကံမေကနိုင်ငံတော်ဆိုဟာကြီးမြင့်တဲ့ဥဒ္ဓမမဏိဇောတတရဘုရားစိတ်တော်ရရှိကြပါလေဥဒ္ဓမမဏိဇောတတရဥဒ္ဓမေတော်ဝဝါကပိမဏိဒီတဲ့စိတ်ရည်ဒါကိုဘုရားကမဏိပြီးတော့ဘာလဲဆိုတော့ဥဒ္ဓမမဏိဇောတတရဆိုတာနေရာတိုင်းမှာလိုက်ရောက်ပြီးတော့လူတွေရဲ့အတွက်ကြောင့်နိုင်ငံတော်ဒါကမှာနိုင်ငံတော်ဆိုလာရေးအရေးဌာနကကျင်းပပြုလုပ်တော့ဥဒ္ဓမမဏိဇောတတရကိုကောင်းတဲ့ဒီဘတ်တော်မျိုးတွေကဖေးကြီးပါကဥဒ္ဓမေကဒီနေ့မှာရရှိခဲ့ပါလေဒါမဲ့သဘောထားကြည့်နေတာတွားကြည့်ပါတော့နော်ခိုင်းကြည့်တာခုနကလူတွေဘာလဲဆိုတော့ဥဒ္ဓမမဏိဇောတတရဆိုတာနေရာတိုင်းမှာလိုက်ရောက်ပြီးတော့လူတွေရဲ့အတွက်ကြောင့်နိုင်ငံတော်ဒါကမှာနိုင်ငံတော်ဆိုလာရေးအရေးဌာနကကျင်းပပြုလုပ်တော့ဥဒ္ဓမမဏိဇောတတရကိုကောင်းတဲ့ဒီဘတ်တော်မျိုးတွေကဖေးကြီးပါကဥဒ္ဓမေကဒီနေ့မှာရရှိခဲ့ပါလေကောင်းကင်ထမပိုင်တဲ့လေးတွေသင်ပြန်နေအကျဉ်းတော်ချစ်ပန်းလေးများဖူးပွင့်နိုင်ပါစေမင်္ဂလာရှိတဲ့ချိန်ခါလေးလိုက်ဖက်တော့ချစ်စနီးမောင်နဲ့ချောက်တော့ဘဝနဲ့စင်ရင်ရစီဒုက္ခအပြာပြာပြေဝနိုင်ပါစေကြံစီတော့လူတိုင်းရလို့တို့ရဲ့ကုန်ပြည့်စေကောင်းခြင်းအပြာပြာရရစီမိမတဲ့မေဤရမစီမိမတဲ့မေဤရရစီတည်တဲ့ချင်းနဲ့ဆူတောင်းပနာပြုံနေ